သူများတွေခမားနောက်ကလိုက်လာအောင်ဘယ်လိုလုပ်မလဲအဖေကရှင်းရှင်းလေးခမားသူတို့နောက်ကလိုက်နေတာကိုအရင်ရပ်လိုက်ပါခမားက message မပြန်တဲ့သူကို message တွေဆက်တိုက်ပို့နေတော့လားခမားကိုတန်ဖိုးမထားတဲ့နေရာမှာအတိအမှတ်ပြုပန်းဖို့စူးစမ်းနေတော့လားရပ်လိုက်ပါတော့တန်ဖိုးရှိတဲ့အရာတွေကဘယ်တော့မှအောက်ကျပြီးလိုက်မတောင်းဆိုတန်လိုက်တဲ့တုံးဟာတန်တွေကိုလိုက်ကောက်နေစရာမလိုသူ့မှာပါဝါရှိနေတယ်တန်တွေကအလိုလိုကပ်ပါလာခမားကိုခမားတန်လိုက်ဖြစ်အောင်လုပ်ပါတဲ့ကို့အလုံးကိုလုပ်ပါနှစ်ကို့ခန္ဓာကိုယ်ကိုလှအောင်နေပါတော့ကို့ပတ်စံအိတ်ကိုဟောင်းအောင်လုပ်ပါခမားတောက်ပလာတဲ့တနေ့ကျရင်ခမားကိုလက်လူရှုရတဲ့သူတွေကခမားကိုမော့ကြည့်ရပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်အမှန်တရားတစ်ခုကိုမြင်စေတယ်ဆိုရင် like share follow လုပ်သွားပေးပါဦးနော်